င်္ဂလာပါရှင် Voice of Revolution တော်လန်တန်သတင်းစာမျက်နှာမှာနှုတ်ခွန်းဆက်တာပါတယ်မေလ26ရက်နေ့အတွက်တော်လန်သတင်းတွေကိုကြီးညာပေးပါတော့မယ်ကျမတော့ခင်စောင်းအောင်ပါရှင်ဂျာကာလာစတင်ကျောင်းတွေယာယီရနာထားဖို့အန်ယူဂျီပညာရေးဝန်ကြီးဌာနကညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်စကောင်စီအကြမ်းဖက်ဖွဲ့ဟာ၎င်းတို့လက်လွတ်လိုက်ရတဲ့နေမြေများမှာရှိတဲ့အမျိုးသားညီရေးအစိုးရရဲ့ဂျာကာလာပညာရေးစတင်ကျောင်းတွေအပေါင်းဝင်စေယုံဖုန်ကြီးကျောင်းစတဲ့အဆောက်အဦမှန်သမျှကိုလက်နက်ကြီးများအပြင်လေရင်ဘုံကျဲမှုတွေဆက်တိုက်လုပ်ခဲ့ပါတယ်နောက်ဆုံးအနေနဲ့မေလစနေနေ့ကအိုရင်တွင်ဖြစ်စဉ်မှာကျောင်းသားကလေးများနဲ့ဆရာမစုစုပေါင်း24ဦးအသက်သေဆုံးခဲ့တဲ့ဖြစ်စဉ်ဟာစစ်ကောင်စီရဲ့ပြည်သူကိုလူမရွေးတပ်ဖြတ်နိုင်တဲ့ရက်စက်တဲ့လုပ်ရက်ကိုတပ်တည်ထူခဲ့ပါတယ်။အဲဒီနောက်မှာတော့မြေပြင်ကျောင်းတွေရန်နာဖို့တော်လိုင်းရေးအစိုးရအန်ယူဂျီရဲ့ပညာရေးဝန်ကြီးဌာနကညွှန်ကြားချက်ထွက်လာပါတယ်။ထုတ်ပြန်ချက်ထဲမှာတော့ကလေးသူငယ်များဆရာဆရာမများနဲ့ပြည်သူများရဲ့အသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှုမရှိစေရအတွက်အန်ယူဂျီအစိုးရပညာရေးဝန်ကြီးဌာနအတိမတ်ပြုမှုချိတ်ဆက်ပူးပေါင်းမှုတို့ဖြင့်ဖွင့်လှစ်တင်ကြားပေးနေတဲ့အခြေခံပညာပြည်သူအခြေပြုပညာရေးကျောင်းများအစိမြင့်ပညာကျောင်းများနဲ့တမွေးပညာကျောင်းအားလုံးဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံများဆောင်ရွက်နေစဉ်အတွင်းယာယီရနာထားမည်ဖြစ်ကယခုညွှန်ကြားချက်ဟာနောက်ထပ်ညွှန်ကြားချက်မထုတ်ပြန်ခင်အထိအတည်ဖြစ်ပါကြောင်းဖော်ပြပါရှိပါတယ်စစ်တပ်အာဏာသိမ်းသည့်အချိန်မှစ၍အန်ယူဂျီဆိုရပညာရေးဝန်ကြီးဌာနအနေဖြင့်ကလေးလူငယ်များပညာသင်ကြားခွင့်မဆုံးရှုံးစေရအတွက်ဂျာကာလာပညာရေးကိုဒီမျိုးစုံဖြင့်ဖော်ဆောင်ပေးနိုင်ခဲ့ပေမဲ့ခုလိုကျောင်းသားလူငယ်များသိဆုံးမှုမြင့်တက်လာတာကြောင့်ပညာရေးတွေယာယီရနာရပါတော့မယ်။ညွှန်ကြားချက်ကိုသက်ဆိုင်ရာအစစ်စင်သောတာဝန်ရှိအဖွဲ့အစည်းတွေကပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်းအန်ယူဂျီပညာရေးဝန်ကြီးဌာနကတိုက်တွန်းထားပါတယ်။နိုင်ငံအဝန်းဘုံကျဲလူတက်မှုကိုနေ့စဉ်ကျွလွန်နေတဲ့စစ်ကောင်စီတပ်ဟာအိုရင်တွင်ဖြစ်စဉ်ကိုလည်းလိမ့်လေပုံဖြတ်ဖို့ရည်ရွယ်ပြီး social platform မျိုးစုံကနေလူအင်အားများစွာသုံးပြီးကွန်မန့်တွေရေးသားလွှင့်တင်လာတာကိုထင်ရှားတာတွေ့ရပါတယ်။စစ်ကောင်စီတပ်ကလေကြောင်းနဲ့တိုက်ခိုက်မှုပိုတိုးလှုပ်လာတာကြောင့်ပေါင်းဆက်လေကြောင်းရန်ကာကွယ်ရေးသတိပေးစနစ်တိစောက်ဖို့လိုအပ်ပြီးဆိုတဲ့အကြောင်းကိုလည်း CDN စစ်သားတွေစုပေါင်းထားတဲ့မြန်မာစစ်ဘက်ရေးရာနှင့်လုံခြုံရေးဆိုင်ရာလက်လက်ရေးအဖွဲ့ MDSI ကအကြံပြုထုတ်ပြန်လာပါတယ်။ပေါင်းဆက်ကျင်းသုံးဖို့အတွက်MDSI ကတင်ပြတဲ့အချက်၃ချက်တွေကတော့လေကြောင်းရန်ကြိုတင်သတိပေးစနစ်တိစောက်တာကာကွယ်ရေးနဲ့အသိပညာပေးတာအပြင်တံပြန်စီမံတွေလှုပ်ဆောင်ဖို့စတဲ့အချက်တွေဖြစ်ချပါတယ်။စစ်ကောင်စီတပ်ရဲ့လေရင်ပြန်တမ်းမှုတွေကိုစောင့်ကြည့်ကလှုပ်ရှားမှုသတင်းရတာနဲ့သက်ဆိုင်ရာဌာနတွေကိုပေးပို့ပြီးမြေပြင်ကိုသတင်းဖြန့်ဝေတာလူတို့ကိုအချက်ပြသတိပေးတာတွေကိုအချိန်နဲ့တပြေးညီပေါင်းဆက်ဖော်ဆောင်ဖို့ဖြစ်ပါတယ်။ဒါအပြင်ပြည်သူတွေကိုလေကြောင်းသတင်းအချက်ပြရမှာလဲလော့စပီကာတွေတန်ချောင်းခောက်တံတွေအော်အချက်ပေးတဲ့တွေကိုသိတော်တို့အသုံးပြုဖို့ MDSI ကအကြံပြုပါတယ်နောက်ထပ်တံပြန်အစီအမံတွေနဲ့ကတော့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုမှာထိခိုက်မှုနည်းအောင်ပုံဖြတ်ဖုံးကွယ်တာအတူရောင်လှည့်စားတာနဲ့ထင်ရှားတဲ့အမှတ်သားတွေကိုရှော့ချတာတွေလုပ်တင်တယ်လို့ MDSI ကအကြံပေးထားပါတယ်စစ်ကောင်စီကရွေးကောက်ပွဲမတိုင်ခင်နေမျိုးတွေကလုံခြုံမှုပြန်ရဖို့လေကြောင်းတိုက်ခိုက်မှုတွေပိုလုပ်လာနိုင်ကြောင်းစီဒီအန်ပုံမှုကိုနောင်ရုပ်ကပြောပါတယ်မေလ23ရက်နေ့မှာစစ်ကောင်စီဟာမင်းကင်းနယ်မင်းစုရွာကိုဘုံကျဲရမှာစုစုပေါင်းတေဆုံးသူဟာတိုးပွားလာနေပြီး16ယောက်ထိဖြစ်လာနေပါပြီတေဆုံးသူတွေထဲမှာအသက်6လကလေးငယ်အပါအဝင်အသက်14နှစ်အောက်ကလေး9ယောက်အထိပါဝင်ခဲ့ပါတယ်မင်းကင်းဒေသခံတယောက်ကပထမဖြစ်ဖြစ်ချင်းတေဆုံးတာက17ယောက်နောက်ထပ်ထပ်တိုးတာကစစ်ရုံရောက်သွားတဲ့9ယောက်ပါအဲ့ဒီကဘေဘီနွေ့နွေ့ဆိုတာကမနွေ့နွေ့ရဲ့သမီးရင်ဝင်တဲ့တင်တခါတဲ့ခေါင်းတခြားကိုတခြားနဲ့အသားစာတွေကိုပကံနဲ့ထက်ကပြတာအဲ့ဒီဥစ္စာကမွေးကင်းစားတသားလေးပေါ့စိုးရင်ရတဲ့လူနာက10ယောက်လောက်တော့ရှုံးမှာပေါ့ခြေပြက်လက်ပြက်တွေပေါ့ဒေတာရဲ့အခြေအနေကလင်းကိုကြောက်နေရတယ်တေဆုံးအလောင်းတွေကတော့ကျွန်တော်တို့ချက်ချင်းတကြိုပြီးကျွန်တော်တို့ဒီမှာဘာမှလုပ်မရဘူးဖြစ်နေတာစတားလင်တွေကမဖွင့်ရဲချဘူးလေလေရင်ကတောက်လျှောက်နေရောညာရောဝဲနေတာလို့ပြောပါတယ်မင်းကင်းပြည်သူအုပ်ချုပ်ရေးအဖွဲ့တာဝန်ခံကိုဝင်းမင်းစိုးပြောတာကပြည်သူကိုပြည်သူလို့မမြင်ဘဲနဲ့တရားလောက်အောင်အထိလေချောင်းဒီလိုကြီးတိုက်ခိုက်တာတော့တော်တော်လူသားမဆန်ဘူးလို့ပဲကျွန်တော်တို့သုံးသပ်ပါတယ်မင်းစုရွာလေချောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မျိုးကတော့နိုင်ငံတနိုင်ငံလုံးနေရအနှံ့ပြားမှာဖြစ်နေတာဆိုတော့မင်းကင်းမာသမကတခြားနေရာတွေလည်းပို့ပြီးတော့ဂူးဆိုင်စစ်ခြင်းနဲ့ဒီကောင်တွေမိုက်တဲ့မိုက်တွင်းနဲ့လာကြပြီးအဲ့ဒီအတွက်ကျွန်တော်တို့ပြည်သူတရက်လုံးကပို့ပြီးစီလုံးဖို့လိုပါတယ်ပို့ပြီးညှဉ်းညွတ်ဖို့လိုပါတယ်ကျွန်တော်တို့တော်လိုင်းရဲ့အသင်းဖွဲ့တွေအားလုံးကလည်းပြည်သူကိုကျွန်တော်တို့ပို့ပြီးကာကွယ်ဖို့လိုလာပါတယ်ပို့လို့ပြောပါတယ်မနေ့ကမေလ25ရက်နေ့နက်နက်8:00နာရီဝန်းကျင်မှာလဲပ
ပဲခူးတိုင်းကြောက်ကြီးမြို့နယ်ကျွန်းကျွရွာမင်္ဂလာဆောင်တဝက်ကိုဘုံကျဲတော့ရမှာသတို့သမီးနဲ့ကလေးငယ်အပေါင်းဝင်တေဆုံးသူ12ဦးထိရှိနေပြီလို့သိထားရပါတယ်။နိုင်ငံအနှံ့တော်လှန်ရေးတပ်တွေရဲ့တိုက်ခိုက်မှုကိုရှုံနေတဲ့စစ်ကောင်စီဟာလေကြောင်းတိုက်ခိုက်မှုကိုပဲအဓိကအားထားပြီးပုံမရက်ဆက်လာနေပါတယ်။ပြီးခဲ့တဲ့2နှစ်ခွဲအတွင်းမှာရန်ကုန်နဲ့နေပြည်တော်ကလွဲပြီးလေကြောင်းတိုက်ခိုက်မှုအကြိမ်2600ကျော်ရှိခဲ့ကြောင်းနဲ့ပြည်သူ3000ကျော်တေဆုံးခဲ့ရပြီးဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရရဲ့လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။တေဆုံးသူတွေထဲမှာအသက်18နှစ်အောက်ကလေးငယ်442ဦးပါဝင်ပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်စာသင်ကျောင်း240ကျောင်းဆေးရုံဆေးကမ်း96ခုနဲ့ဘာသာရေးအဆောက်အဦ435ခုပျက်စီးဆုံးရှုံးထားပြီလည်းဖြစ်ပါတယ်။အိုရိနွေဖြစ်စဉ်ပြီးတဲ့နောက်မှာပဲနောက်ထပ်တေဆုံးမှုတွေရှိနေဆဲဖြစ်ပြီးမြေပြင်ကဂျာကာလပညာရေးကျောင်းတွေရနာထားဖို့အမျိုးသားညီညွတ်ရေးအစိုးရကညွှန်ကြားလိုက်ပြီးဖြစ်ပါတယ်ရှင်။几个的，快，今天。好的，这样打鱼。这个。အခုမြင်နေရတဲ့တိုက်ပွဲကတော့မန္တလေးတိုင်းမြင်းကြံခရိုင်တောင်သာမြို့နယ်တွင်းကတိုက်ပွဲဟောင်းဖြစ်ပါတယ်။တောင်သာကြောက်ပရောင်းလမ်းထွက်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဂိတ်အထိုင်စခန်းနဲ့မြို့ပေါ်မှာရှိတဲ့ဝန်တန်းအင်အားတွေကိုတပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းတောင်သာပကဖကအသိပေးထားပါတယ်။မေလ22ရက်နေ့ကတိုက်ပွဲဖြစ်ပါတယ်။ကွန်ကရစ်အဆောက်အုံများဖြင့်ဘန်ကာကတုတ်အခိုင်အမာပြုလုပ်ပြီးပြည်သူတွေကိုနေ့စဉ်ငွေကြေးတောင်းယူနှောက်ယှက်နေတဲ့အကြမ်းဖက်စစ်တပ်ဂိတ်အထိုင်စခန်းနဲ့တောင်သာမြို့ဘူရာကုန်းရပ်ကွက်မှာရှိတဲ့ဝန်တန်းအင်ယာတို့ကိုဝင်စီးနှင်းခဲ့ရမှာအကြမ်းဖက်စစ်ကောင်စီ2ဦးသေဆုံးပြီးကြံတဲ့သူတွေကစွန့်ခွာထွက်ပြေးသွားကြကြောင်းသိရပါတယ်။အဲ့ဒီနောက်ကြက်96သိန်းအတူတက်လက်ကြီး1508တောက် MA1 ကြီးပေါက်4ခု G3 ကြီးပေါက်2ခုတို့ကိုသိမ်းဆည်းရရှိခဲ့ပြီးဂိတ်တဲကိုမိရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်ထပ်မံရောက်ရှိလာတဲ့စစ်ကူကားနဲ့ရန်သူစစ်ကြောင်းကိုထပ်မံတိုက်ခိုက်ကြရမှာကားပေါ်မှာပါတဲ့အကြမ်းဖက်စစ်သားနဲ့ရဲနှုတ်သေဆုံးပြီးထိခိုက်ဒဏ်ရာရသူများတယ်လို့တော်လိုင်းတပ်ဖွဲ့ကဆိုထားပါတယ်။ဝန်တန်းအိမ်ယာမှနေပြီးတော့လဲစစ်ကောင်စီတောက်တိုင်ဝန်တန်း17ဦးကိုဖမ်းဆီးခဲ့ကြောင်းသတင်းတွေဖော်ပြခဲ့ကြပါတယ်။တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တောင်သာပကဖမိထီလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တပ်ရင်းမှုရဲဘော်ကီဦးဆောင်တဲ့နေပြည်တော် PDF အမှတ်831တောင်သာစစ်စင်ရေးအဖွဲ့တို့ရဲ့ပူးပေါင်းစစ်စင်ရေးဖြစ်ပါတယ်ခင်ဗျာ။ဒါပါလေဒါမင်္ဂလာဥက္ကဋ္ဌဖြစ်ပါတယ်။ဘုမတောင်းတာတော်ရင်ကကျွန်တော်မျိုးဝချရပါကိုကြီးကျေရုပ်တဲ့မရတာမရှိလို့ပြောလိုက်ဟုတ်အဲ့တောင်းတာပါကပါရှက်တဲ့မိလာပါကပါလို့လေတော်လေမတော်ပြောတဲ့ကနားနေနော်ရောက်တယ်ဒီတော့တရားတွေရောက်တောင်းတာသားတွေပဲဘာတည်းများရွေးဟိုးဒါမလို့စကားလားဘာတည်းများရွေးဂျမီကျော်ဖြစ်ပါတယ်ရှောင်းလို့ရတန်လွဲပွဲကိုရှောင်းပြီးတော့ဟုတ်တယ်တန်လွဲပွဲဒီဒီကိုရှောင်းလို့ဒီဒီကိုရှောင်းဟိုတော့ဝဲအောင်ပဲဒီဒီနဲ့စောင်းနေရမယ်ဆိုရင်တောင်းလာပါကမဖေဒီလာပါကမဒီပြောရှိရတယ်ကွာဒီဆိုဟေးဒါလာရောက်မင်းတို့တောင်းလာဦးတူရောက်ဘာလို့ရောတောင်းလာမင်းလောက်ခဲ့ဆိုဒါလာရောက်ရှိုးလိုက်အောင်နော်ရှိုးလိုက်အောင်နေတော့ရှိုးလိုက်အောင်နော်တိုင်းတို့ရှိုးရောက်တယ်တိုင်းတို့ရှိုးလိုက်အောင်မလို့ခဲ့လားအာတန်လုံးဘွယ်ကိုရှောင်းတော့တန်လင်းဘွယ်ကိုကျိုးပြောတာတန်လင်းဘွယ်ကိုရှောင်းခြိုက်ကျွန်တော်ခြိုက်ရှိတော့ဒီကြနေအဲ့မှာရအောင်ရအန်ဒီတန်းရှောင်းတော့ဒီမှာတော့မလို့ခဲ့နော်ဟာလေဒီလောက်ခဲ့လားဒီပဲရမယ်ပေါင်းလာလေပေါင်းလာလို့ဟုတ်လားအော်အဲ့ဒီပေါင်းလားဟာလေဟေး
အာဆီယံထိပ်သီးစည်းဝေးပွဲမစတင်ချိန်မှာတော့ငြိမ်းချမ်းရေးနဲ့တရားမျှတသောဖက်ဒရယ်နိုင်ငံတော်အသစ်အတွက်မတရားမှုတွေကိုစုံစမ်းဖော်ထုတ်နေတဲ့ Justice for Myanmar အဖွဲ့ဟာအာဆီယံအတွင်းကုမ္ပဏီပေါင်း54ခုအထိကစစ်ကောင်စီအကြမ်းဖက်နိုင်ဖို့အတွက်ကူညီနေကြတဲ့အကြောင်းမေလ25ရက်နေ့ကထုတ်ပြန်ထားပါတယ်။မြန်မာပြည်သူတွေအခုလိုနီးမျိုးမျိုးနဲ့အကြမ်းဖက်ခံရပြီးအထူးသဖြင့်လေကြောင်းဘုံကျဲခံရဖို့အတွက်အိန္ဒိယနိုင်ငံများတွင်ကလေရင်စီတွေနီးပညာတွေပံ့ပိုးပေးနေကြတယ်လို့ Justice for Myanmar ကဖော်ထုတ်ထားတာပါအဆိုပါကုမ္ပဏီတွေဟာအာဆီယံဒေသတွင်းနိုင်ငံတွေကဖြစ်ကြပြီးထိုင်းနိုင်ငံအနေနဲ့ကတော့အစိုးရတစ်စိတ်တစ်ပိုင်းပိုင်ဖြစ်တဲ့ PTTEP ကုမ္ပဏီဟာစေအုပ်စုနဲ့မိတ်ဖက်ဆောင်ရွက်၍အရေးပါသည့်ကမ်းလွန်တံငွေစီမံကိန်းကြီးတစ်ခုကိုကြီးကြပ်လုပ်ကိုင်နေကြတာပါမလေးရှားရေနံတွင်းဝန်ဆောင်မှုကုမ္ပဏီ ENRA Group ကတော့စေအုပ်စုအတွက်ဘဏ္ဍာငွေရှာဖွေပေးနေတဲ့ရဲတကွန်တဘာဝတံငွေစီမံကိန်းအတွက်တံငွေတူလောင်မှုနဲ့ပို့လို့မှုအဆောက်အုံတွေပံ့ပိုးကူညီနေကြတာပါစင်ကာပူခြေစိုက် Intra Resource Company ဆိုရင်လည်း2021ခုနှစ်မှာစေအုပ်စုထံအမေရိကန်ဒေါ်လာသန်း200ကျော်တန်ဖိုးရှိတဲ့ရေနံစီပေါင်း3သန်းကျော်ကိုရောင်းချထောက်ပံ့ပေးခဲ့ပြီးစေအုပ်စုရဲ့အယက်သားပြည်သူတွေပေါ်ပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့မြေပြင်စစ်စင်ရေးများအတွက်လောင်စာဖြည့်ကူညီနေကြတာပါဗီယက်နမ်နိုင်ငံကိုကြည့်မယ်ဆိုရင်လည်း Viettel Global Investment Company ဆိုရင်မိုင်းတဲဆက်သွယ်ရေးကွန်ရက်မှာဒန်ခံပိတ်ဆို့ခံထားရတဲ့စေအုပ်စုစီးပွားရေးလုပ်ငန်းစုကြီးမြန်မာစီးပွားရေး Corporation MEC နဲ့မိတ်ဖက်ဆောင်ရွက်လျက်ရှိပြီးတော့စေအုပ်စုအတွက်အခွန်ဝင်ငွေသာမကထောက်လှမ်းရေးစွမ်းဆောင်နိုင်မှုများကိုလည်းပေးအပ်ကူညီလျက်ရှိနေကြပါတယ်စင်ကာပူဘက်ကိုကြည့်မယ်ဆိုရင်တော့တစ်လုပ်ငန်း company တွေဖြစ်ကြတဲ့ Greenplay Alcamal Natural Forest နဲ့ Falancy တို့ရဲ့မြန်မာ company ခွဲတွေဟာစေအုပ်စုထိန်းချုပ်ထားတဲ့မြန်မာတစ်လုပ်ငန်းထံကတစ်တွေဝယ်ယူခဲ့ပြီးတော့2021ခုနှစ်ကနေ2023ခုနှစ်အတွင်းအမေရိကန်ဒေါ်လာ10သန်းကျော်တန်ဖိုးရှိတဲ့တစ်ထုတ်ကုန်တွေတင်ပို့နေခဲ့ပါတယ်။မလေးရှားနိုင်ငံကိုကြည့်မယ်ဆိုရင်တော့ Mami Double Decker နဲ့ထိုင်းနိုင်ငံရဲ့ CP Group company တွေဟာစေအုပ်စုစီးပွားရေးလုပ်ငန်းစုကြီးမြန်မာစီးပွားရေးဥပိုင် limited ကထိန်းချုပ်ထားတဲ့ပြင်းမပင်စက်မှုစုံမှာကုန်ထုတ်လုပ်ရေးစက်ရုံတွေရှိနေကြပါတယ်စင်ကာပူ company Chris Light Group ဆိုရင်စေအုပ်စုစီးပွားရေးလုပ်ငန်းစုကြီး MEC ထံကငှားရမ်းထားတဲ့မြေနေရာပေါ်မှာအိမ်ချမ်းမြေစီမံကိန်းတစ်ခုဖြစ်တဲ့ New Trend ကိုဖော်ဆောင်လျက်ရှိနေကြပါတယ်စေအုပ်စုထံလက်နက်နဲ့လေယာဉ်စီတင်ပို့မှုတွေကိုပိတ်ပင်ရေးအခွန်ငွေစည်းစိမ်မှုတွေရပ်တန့်ရေးအရေးယူဆောင်ရွက်ရန်အာဆီယံအဖွဲ့အစည်းတွေမှာပြက်ကွက်ခဲ့ခြင်းကြောင့်သာအခုလိုဖြစ်ပေါ်နေရတာပါအစိုးရများကြားဖွဲ့စည်းထားတဲ့အာဆီယံရဲ့မြန်မာအကြက်တဲကိုဖြည့်ရှင်းရမှာဥဆောင်မှုအခမ်းကဏ္ဍမှာရှိနေမယ်ဆိုသောကြွေးကြော်ချက်ဟာကြောင်သူတော်ဆန်စွာနဲ့စစ်အုပ်စုကိုမှားယွင်းသောနိုင်ငံရေးတရားဝင်မှုကိုပေးအပ်ပြီးစစ်ဘက်ဆိုင်ရာလက်ကျင့်တင် जा ပေးနေမှုများကြောင့်မြန်မာနိုင်ငံတွင်းအခြေအနေတွေပုံမိုဆိုးရွားသွားစေခဲ့ရုံမကနိုင်ငံတကာရဲ့အရေးယူဆောင်ရွက်မှုများကိုပါဟန်တားသလိုဖြစ်နေခဲ့ပါတယ်အာဆီယံအနေနဲ့အရက်ဘက်အဖွဲ့အစည်းများတောင်းဆိုထားတဲ့အတိုင်းမြန်မာလူထုကိုယ်တိုင်ဥဆောင်တဲ့ဖြည့်ရှင်းနီလန်ချောင်းအားပံ့ပိုးကူညီရန်အတွက်မအောင်မြင်သေးတဲ့ဘုံသဘောထား9ရက်ကိုကျော်လွန်ပြီးချင်းကပ်လှုပ်ဆောင်ရမှာဖြစ်ပါသည်လို့ Justice for Myanmar ကတတိပေးလျက်ရှိနေပါတယ်မလေးရှားနိုင်ငံမှာအာဆီယံခေါင်းဆောင်တွေစုဝေးနေကြချိန်သူတို့အနေနဲ့ကိုယ့်အချုပ်ချာအာဏာတွင်လဲပတ်လောက်ကင်နေကြတဲ့ company တွေကပံ့ပိုးကူညီနေတဲ့ဘဏ္ဍာငွေနဲ့လေရင်စီလမ်းကြောင်းကိုရပ်တန့်တာမျိုးအပါအဝင်မြန်မာစစ်အုပ်စုအတွက်ပံ့ပိုးကူညီမှုပုံစံအားလုံးကိုရပ်တန့်ပစ်ပြီးလူအခွင့်အရေးအတွက်ပြတ်ပြတ်သားသားရပ်တည်ပေးရမှာဖြစ်ပါတယ်အာဆီယံအနေနဲ့အရေးယူဆောင်ရွက်မှုလုပ်ကိုလုပ်ရပါမယ်မြန်မာပြည်သူတွေရဲ့အခွင့်အရေးတွေနဲ့ဒီမိုကရေစီလိုလားတောင့်တမှုပေါ်လေးစားတန်ဖိုးထားရမှာဖြစ်ပါတယ်မြန်မာစစ်အုပ်စုနဲ့ကြံရပါနေမှုကိုရပ်တန့်ဖို့အချိန်တန်ပါပြီလို့ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ပုဂ္ဂိုလ်မရတနာမောင်ကပြောကြားထားကြောင်းပါခင်ဗျာပြည်နယ်တွင်းမှာတော့မွန်တော်လိုင်းတပ်ဖွဲ့နှစ်ခုပေါင်းစည်းနိုင်ခဲ့ပြီးမေလ24ရက်နေ့မှာရမညမွန်တပ်တော် RMA အနေနဲ့ပေါ်ထွက်လာခဲ့ပါပြီပူးပေါင်းလိုက်တဲ့တပ်ဖွဲ့တွေကတော့မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖြတ်ရေး NMSP-AD နဲ့မွန်ပြည်လွတ်မြောက်ရေးတပ်မတော် MLA တို့ဖြစ်ကြပါတယ်ရမညမွန်တပ်တော်နဲ့ပူးပေါင်းပြီးစစ်ကောင်စီကိုဆက်လက်တိုက်ခိုက်သွားမယ့်အကြောင်းကိုလည်း
တအန်းမျိုးသားလွတ်မြောက်ရေး PSLF TNLA ကကြေညာလိုက်ပါတယ် PSLF TNLA ရဲ့သဘောထားကြေညာချက်ထဲမှာတော့ယနေ့မြန်မာပြည်သူလူထုတရက်လုံးကိုဆိုးရွားစွာဖိနှိပ်တပ်ဖြတ်နေတဲ့မြန်မာစစ်ကောင်ဆောင်တို့ရဲ့စစ်အာဏာရှင်ရန်တရားကိုပြည်သူတရက်လုံးကသက်ဆိုင်ရာဒေသအသီးသီးမှာရရလက်နဲ့ကင်ဆယ်ပြီးတော်လှန်နေကြရမှာအဖိနှိပ်ခံပြည်သူလူထုကြီးရဲ့အမြင့်ဆုံးသောတော်လှန်ရေးကာလအခြေအနေသို့ရောက်လာပြီးဖြစ်ကြောင်းထို့ကြောင့်မွန်လူမျိုးတို့အတွက်တခုတည်းသောရာမညမွန်တပ်တော်ကိုပေါင်းစည်းတူထောင်လာသည်မှာမှန်ကန်သောတော်လှန်ရေးလမ်းကြောင်းဖြစ်ပါကြောင်းဖော်ပြပါရှိပါတယ်မြန်မာပြည်ရှိမွန်ဝတအန်းတို့ပါဝင်တဲ့မွန်ခမာမျိုးနွယ်အုပ်စုသည်မိမိတို့သက်ဆိုင်ရာလူမျိုးများကိုစီယုံကမိမိတို့ရဲ့နယ်မြေဒေသနဲ့ပြည်သူလူထုကိုကာကွယ်ဆောက်ရှောက်ရန်အတွက်အရေးချင်းပြည့်မီပြီးခိုင်မာအားကောင်းတဲ့လက်နက်ကင်တပ်ဖွဲ့ကိုကြစ်လစ်တိတ်သီးစွာဖွဲ့စည်းလှုပ်ဆောင်ရန်အထူးလိုအပ်ပါသည်ဟုလည်းဆိုထားပါတယ်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNLA အနေဖြင့်ဖွဲ့စည်းတူထောင်လိုက်ကြတဲ့ရာမညမွန်တပ်တော် RMA ကိုဘဝတူတော်လှန်ရေးမဟာမိတ်ဖြစ်သတ်မှတ်ပြီးတော်လှန်ရေးရေမှန်းချက်ပန်းတိုင်အမြန်အောင်မြင်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့ကြတာပါ NMSP AD RMA ပြောရေးဆိုခွင့်ရှိသူနိုင်ကွန်စကာကလည်းယနေ့နိုင်ငံရေးစစ်ရေးအခြေအနေအရမွန်ဒေသမှာစစ်ရေးအရှိန်မြင့်တင်နိုင်ဖို့အတွက်ရာမညမွန်တပ်တော်ဖွဲ့တီထောင်လိုက်တဲ့အပေါ်မှာကျွန်တော်တို့ရဲ့မွန်ခမာအနွယ်ဝင်ဖြစ်တဲ့ကျွန်တော်တို့ရဲ့သွေးချင်းညီကိုဖြစ်တဲ့ PSLF TNLA တအန်းတမတော်ကကျွန်တော်တို့ရဲ့ဖွဲ့စည်းမှုအပေါ်ပထမဦးဆုံးအနေနဲ့ဂုဏ်ပြုကြိုဆိုလိုက်တဲ့အပေါ်မှာအတိုင်းမသိဝမ်းသာမိပါတယ်အထုတလဲကျေးဇူးတင်မိပါတယ်လို့ပြန်လည်ကျေးဇူးတင်စကားပြောကြားခဲ့တာတွေ့ရကြောင်းပါခင်ဗျာ46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုဒီနေ့2025ခုနှစ်မေလ26ရက်နေ့မှာစတင်လိုက်ပါပြီအလဲကျအာဆီယံဥက္ကဋ္ဌအဖြစ်မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာဖြစ်ပါတယ်အကြံဖတ်အာနာသိန်းခေါင်းဆောင်မပါဝင်တဲ့အခြားအာဆီယံခေါင်းဆောင်တွေတက်ရောက်လာချက်ပြီးမြန်မာအရေးကိုလည်းဆွေးနွေးသုံးသပ်မှုတွေပြောဆိုချက်တွေထွက်လာပါတယ်အားလုံးပါဝင်ရင်းနဲ့ရရှိတည်တံ့ရေးဆိုတာကတော့အခုနှစ်အာဆီယံထိပ်သီးအစည်းအဝေးရဲ့ခေါင်းစဉ်ဖြစ်ပါတယ်ဒီအစည်းအဝေးမှာမြန်မာအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအတွက်ဦးစားပေးဆွေးနွေးသွားမယ်လို့လည်းထိုင်းနိုင်ငံသားရေးဝန်ကြီးဌာနကတရားဝင်ထုတ်ပြောထားပါတယ်အာဆီယံဟာအာဏာသိမ်းပြီးကတည်းကစစ်ကောင်ဆောင်ကိုဖယ်ကျဉ်ထားပြီးဘုံသဘောတူညီချက်9ရပ်ကိုထုတ်ပြန်ကစောင့်ကြည့်ခဲ့ပါတယ်။မြစ်သည့်အချက်များအရာမထင်လာပေမဲ့အာဆီယံရဲ့မြန်မာအရေးလှုပ်ဆောင်ချက်တွေဟာဘုံ9ချက်မှာပဲရပ်တန့်နေကြပြီးနောက်ထပ်ဆုံးဖြတ်ချက်အသစ်တွေထွက်ရှိဖို့လိုနေတဲ့အကြောင်းဝေဖန်မှုတွေကိုအာဆီယံကရင်ဆိုင်နေရပါတယ်။မေလ26ရက်နဲ့29ရက်နေ့မှာကျင်းပမဲ့ဒီအစည်းအဝေးကိုစစ်ကောင်စီဘက်ကတော့နိုင်ငံခြားရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ဦးအောင်ကျော်မိုးကိုလွှတ်ထားပါတယ်။ဒါဟာအာဆီယံထိပ်သီးအစည်းအဝေးမှာမြန်မာနိုင်ငံအတွက်နိုင်ငံရေးအရာကိုစားပြုသူတွေတက်ရောက်ခွင့်မပြုခြင်းဆိုတဲ့အချက်တိုင်းပဲဖြစ်ပါတယ်။ဒီနေ့အစည်းအဝေးမှာတော့မလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ဟာဆန်ကယခုနှစ်ကုန်မှာစစ်ကောင်စီကစစ်စင်နေတဲ့ရွေးကောက်ပွဲဟာလူထုရဲ့အပြည့်အဝပါဝင်မှုမရှိလျင်ဘာမှအရာထင်မှာမဟုတ်ကြောင်းကိုလည်းမှတ်ချက်ပြုပြောဆိုထားပါတယ်။အလဲကျဥက္ကဋ္ဌနိုင်ငံကတော့ရွေးကောက်ပွဲထက်အပြစ်ခက်ရက်စဲရေးကိုသာပို့ပြီးကြိုးပမ်းတဲ့အချိန်ဖြစ်ကြောင်းမြန်မာရေးကိုရှုမြင်ထားပါတယ်။မိုဟာမက်ဟာဆန်ကပြန်လည်ထူထောင်ရေးစီတို့ရှေလျာခက်ခဲတဲ့လမ်းကြောင်းကိုလွယ်ကူချောမွေ့စေရနဲ့မြန်မာပြည်သူလူထုရဲ့ဆင်းရဲဒုက္ခများကိုတတ်တာရစေရေးအတွက်ရန်လိုမှုများကိုရက်တက်ရလိုကြောင်းစစ်ကောင်စီနဲ့တော်လှန်နေသူအလုံးကိုတိုက်တွန်းထားပါတယ်။မြန်မာစစ်ကောင်စီအနေနဲ့သူတို့ကိုယ်တိုင်သဘောတူထားတဲ့အချက်၅ချက်ကိုလိုက်နိုင်ရမယ်လို့လည်းမိုဟာမက်ကပြောဆိုနေပြီးနေပြည်တော်ကိုအထူးကိုယ်စားလှယ်လာရောက်ရန်လိုအပ်မှာဖြစ်ကြောင်းကိုလည်းအလေးပဲပြောဆိုနေပါတယ်။မလေးရှားဝန်ကြီးချုပ်ဟာမကြာသေးမီကဘန်ကောက်မှာအကျန်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့တယ်လို့အမျိုးသားညီညွတ်အစိုးရဝန်ကြီးချုပ်မောင်ဝင်းခမ်းတန်းကိုလည်းအွန်လိုင်းမှာတဆင့်တွေ့ဆုံဆွေးနွေးထားသူလည်းဖြစ်ပါတယ်။ဆွေးနွေးပွဲမစတင်ခင်မနေ့ကသတင်းစာရှင်းလင်းပွဲမှာဆိုရင်လည်းမလေးရှားနိုင်ငံသားရေးဝန်ကြီးဒါတက်ဆာရီမိုဟာမက်ဟာဆန်ကနှစ်ဖက်ပဋိပက္ခတွေကိုဖြေရှင်းရမှာစစ်ကောင်စီရဲ့ရွေးကောက်ပွဲအစီအစဉ်ဟာဦးစားပေးမဖြစ်သင့်ပဲရွေးကောက်ပွဲကြောင့်သာပဋိပက္ခအခြေအနေပိုဆိုးလာနိုင်ကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်။ရွေးကောက်ပွဲဟာအာဆီယံအတွက်ဦးစားပေးအရေးမဟုတ်ပါဘူး။ဒါကတကယ်ပဲနိုင်ငံတကာရဲ့မျက်စိရှေ့မှာဖုံးကွယ်ဖို့အတွက်အပြင်းစင်လောက်တာတခုပဲဖြစ်ပါတယ်။ဒီလိုဖြစ်လာရင်တော့အဓိပ္ပာယ်မရှိပါဘူး။ရွေးကောက်ပွဲကအခြေအနေတွေကိုပိုဆိုးလာနိုင်စေပါတယ်။စစ်ကောင်စီအနေနဲ့အာဆီယံဘုံသဘောတူချက်၅ချက်ကိုလိုက်နာဖို့ကိုလည်းထပ်ပြီးတောင်းဆိုပါတယ်လို့မလေးရှားနိုင်ငံသားရေးဝန်ကြီးကပြောဆိုတာဖြစ်ပါတယ်။အာဆီယံအနေဖြင့်စစ်ကောင်စီထံသို့ရှင်းလင်းပြသတိကျတဲ့သတင်းစကားပေးပို့ထားပြီးဖြစ်ရာအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲဖော်ပြမှတလည်းရွေးကောက်ပွဲနဲ့ပတ်သက်၍ဆွေးနွေးမှုများလှုပ်ဆောင်ရမည်ဖြစ်ကြောင်းပါဝင်ပါတယ်။
အဲ့နောက်အလုံးပါဝင်တဲ့ညှိနှိုင်းမှုလုပ်ငန်းစဉ်အောင်မြင်ပြီးမှသာမြန်မာနိုင်ငံဟာစစ်မှန်တဲ့ဒီမိုကရေစီအစိုးရတရဲ့ဖွဲ့စည်းနိုင်ပြီဖြစ်ကြောင်း၎င်းကသတင်းတောက်တကူပြောဆိုခဲ့တာပါအာဆီယံအနေနဲ့အခုနှစ်ထိပ်သီးအစည်းအဝေးမှာ၃နှစ်သက်တမ်းရှိတဲ့အထူးသံတမန်တဦးကိုလည်းအဆိုပြုခန့်ဖို့ရှိနေပါတယ်။ခုဆိုရင်စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကြီးမားလာတဲ့ပြည်ထနာရဲ့ကြောင့်မြန်မာရေးဟာမြန်မာနိုင်ငံတစ်ခုတည်းရဲ့ပြည်တွင်းရေးပြည်ထနာမဟုတ်တော့ပဲဒေသတွင်းပြည်ထနာဖြစ်လာနေကြောင်းအာဆီယံကလက်ခံထားရပြီးဖြစ်ပါတယ်။ခုဆိုရင်နေဆက်အတီးတီကကြားဖြန့်လုပ်ငန်းလိမ်လည်မှုတွေကြီးမားကျယ်ပြန့်လာတဲ့အပြင်နေဆက်ဖြစ်ကြောရာဇဝတ်မှုများငွေကြေးခွာချမှုများမွေးစေဝါကုသမှုများနှင့်ရိုဟင်ဂျာဒုက္ခသည်များအရေးဟာလည်းဒေသတွင်းနိုင်ငံအသီးသီးကိုကူးစက်ပြန့်နှံ့လာပြီးဖြစ်ပါတယ်ရှင်။